ဟုတ်ကဲ့မင်္ဂလာပါဒီနေ့မှာတော့မြန်မာမျိုးသမီးဘောလုံးအသင်းရဲ့ဒုတိယမြောက်ပွဲစဉ်ကိုရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်မြန်မာစံတော်ချိန်ညနေ3 နာရီခွဲမှာမလေးရှားအသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်မလေးရှားအသင်းဟာပွဲဥဒပွဲစဉ်မှာတော့ VNN အသင်းကို9 ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ထားတာဖြစ်ပါတယ်မြန်မာအသင်းကတော့3 မှတ်ရရှိထားပြီးဖိလစ်ပိုင်အသင်းကိုနိုင်ယူထားတာဖြစ်ပါတယ်ဒီအုပ်စုရဲ့အားအနည်းဆုံးအသင်းလို့ဆိုရမယ်မလေးရှားအသင်းဟာအိမ်ဖြစ်အသင်းလို့ပြောနိုင်ပါတယ်ဒါပေမဲ့မြန်မာအသင်းအနေနဲ့ဘယ်အသင်းကိုမှပေါ့ဆဆကန်လို့တော့မရပါဘူးကျွန်တော်တို့အနေနဲ့နောက်တစ်ဆင့်ကိုအုပ်စုဘိုးအနေနဲ့တက်ချင်တဲ့ဆိုရင်တော့ဂိုးရည်အတွက်ရသလောက်တွင်းထားမှာဖြစ်ပါတယ်ဒီနေရာမှာမြန်မာအသင်းရဲ့ပွဲစဉ်ရေးဆွဲထားမှုမှာတော့အားသာချက်ရှိတယ်လို့ပြောချင်ပါတယ်အကြောင်းကတော့အဖွင့်ပွဲမှာခက်ခဲတဲ့ပြိုင်ဘက်ဖိလစ်ပိုင်ကိုအင်ပြေအားပြေကစားခဲ့ရပြီးဒုတိယပွဲစဉ်မှာအားနဲ့မလေးရှားအသင်းနဲ့ကစားရတာဖြစ်ပါတယ်အဲဒီနောက်အုပ်စုရဲ့နောက်ဆုံးပွဲမှာတော့ VNN နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်အကယ်၍သာဒုတိယပွဲစဉ်မှာ VNN နဲ့သာကစားရမယ်ဆိုရင်2 ပွဲဆက်တိုက်ပွဲချက်ကစားမယ်အခြေအနေဖြစ်ပါတယ်အခုအနေထားမှာတော့မလေးရှားအသင်းနဲ့ကစားမှာမို့ကစားသမားတွေကိုလိုသလိုအစားထိုးကစားနိုင်ပါတယ်ဒါမှလည်း VNN နဲ့ပွဲအတွက်အင်အားပြည့်ဝနေမှာဖြစ်ပါတယ်ဒီပွဲမှာတိုက်စစ်မှုဝင်းသိမ့်ကီထွန်းတယောက်သူကလပ်အသင်းဘော်တွေရှိတဲ့မလေးရှားလက်ရွေးစင်ကိုဘယ်နှကိုသွင်းမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်သူအနေနဲ့မလေးရှားမှာကျင်လည်နေတဲ့သူမှုသူတို့အကြောင်းကောင်းကောင်းသိတယ်လို့ဆိုထားပါတယ်။မိဖုရားတွေအနေနဲ့ဝင်းသိမ့်ကြီးထွန်းကိုတော့မိနစ်60လုံးဝင်ရောက်ကစားစီမှာမဟုတ်ဘူးလို့တော့သုံးသပ်မိပါတယ်။ပရိသတ်တွေအနေနဲ့မြန်မာအသင်းဘယ်နှဂိုးနဲ့အနာယူသွားမလဲလို့ထင်မြင်ယူဆမိပါတယ်။တမိုင်းကြောင်အရာကြည့်မယ်ဆိုရင်လည်းမြန်မာအသင်းကမလေးရှားအသင်းကိုအမြဲအနာယူလိရှိပါတယ်။ဒါကြောင့်ဒီတစ်ချိန်ထိတ်တိုက်တွဲဆုံမှုမှာလည်းမြန်မာအသင်းအနေနဲ့ဘယ်နှဂိုးသွင်းမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်။မိတ်ဆွေများအားလုံးပျော်ရွှင်တဲ့နေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေ။အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။